Hello guys, welcome back from the Emerging Service. အားလုံးပဲမင်္ဂလာပါ။ဆရာကတော့ဒီ Emerging Service နဲ့ TOP English ဆန္ဒမှာအင်္ဂလိပ်စာကိုဒီကတာဝန်သင်ကြားပေးနေတဲ့စာသင်ခန်းဖြစ်ပါတယ်။စာတင်မှာလည်းအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့အကျိုးရှိမဲ့ English speaking panel အကြောင်းကိုထပ်မံပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ဆရာတို့လေးလာကြည့်ရမယ်။စာတင် sharing လုပ်ပေးခြင်းနဲ့ English speaking pattern လေးကတော့ဆရာတို့တခုခုကိုမလုပ်ရဘဲမနေနိုင်ဘူးဆိုဘယ်လိုပြောလို့ရလဲဆိုတော့ဇာနေ sharing လုပ်ပေးမှာဖြစ်ပါတယ်။အဲ့ pattern လေးကတော့ subject plus can have plus ပဖိုင်ဖြစ်ပါတယ်။ subject plus can have plus ပဖိုင်ဖြစ်ပါတယ် subject plus can have plus ပဖိုင်ဖြစ်ပါတယ်သူရဲ့အသုံးလေးကတော့ဒါမနေနိုင်ဘူးဆိုတဲ့အိဗယ်သုံးလေးရဖြစ်ပါတယ်ပေါ့နော်အဲ့ဒီလေးကြည့်ရင်ပို့ပြီးရှင်းလင်းအောင်မှာဖြစ်ပါတယ်အဲ့လိုက်တော့ကြည့်ကြမယ်နော် I can have thinking about you အမင်းကြောင့်မတွေ့ရမနေနိုင်ဘူး I can have thinking about you အမင်းကြောင့်မတွေ့ရမနေနိုင်ဘူး I can have thinking about you I can have thinking about you I can have thinking about you ဟုတ်ပြီနော်ဒါဆိုရင်ငါမင်းကြောင့်မတွေ့ရမနေနိုင်ဘူးပြန်ပြောလို့ရဖြစ်ပါတယ်နောက်တစ်မျိုးအနေနဲ့ကတော့ I can have eaten hot pot hot pot မစားမနေနိုင်ဘူးကွာ I can have eaten hot pot 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 လို့ပြောလို့ရဖြစ်ပါတယ်ပေါ့နော်နောက်တစ်မျိုးအနေနဲ့ကတော့English ကပြောပဲမနေနိုင်ဘူးဆိုရင်တော့ I can have speaking English I can have speaking English I can have speaking English. I can have speaking English. I can have speaking English တို့ပြောလို့ရဖြစ်ပါတယ်။သူရဲ့အဓိပ္ပာယ်ကတော့ English ကမပြောဘဲမနေနိုင်ဘူး။ဒါမျိုးပြောရင်ပြောလို့ရဖြစ်ပါတယ်။ Limit speaking pattern လေးကို speaking ပြောတဲ့အခါမှာထည့်သုံးခြင်းအပြင် English speaking ပြောတဲ့အခါပိုပြီးတွေ့ရလာမှာဖြစ်ပါတယ်။ဒီလိုမျိုးကြိုးစွမ်းဗီဒီယိုစာနောက်ထပ်ဗီဒီယိုမှာလည်းထပ်မံပြီးတော့ share လုပ်ပေးဖို့ရှိတဲ့အတွက်ကြောင့်မလို့ site page ကိုလည်း like and share လုပ်ပေးထားမှုကနေနောက်ထပ်ဗီဒီယိုစာထပ်မံတွေ့ကြမယ်။ See you next video. Bye.